ကိုပေါ့တို့ဟာမနေ့ကလိုက်ကြည့်ထားတဲ့လမ်းအတိုင်းလဲကိုတတိနဲ့မောင်းနေလာခဲ့ကြတယ်။ဦးပေါ်လူနဲ့ရဲဘော်နှစ်ဦးမှလည်းတနက်များကိုအစင်းနဲ့မောင်းတင်ကပဝန်းကျင်ကိုတတိထားလေးလာကြည့်ရှုရင်လိုက်ပါလာခဲ့ကြတယ်။တော့ကနတ်တစ်ထက်နတ်လာပြီးလမ်းကလည်းကျန်းတစ်ထက်ကျန်းလာပြီ။ကိုပေါ့ဖြစ်မြင်မောင်းပြညီမမောင်းခင်ကျွန်တော်တို့တဲခုစီရနေရတခုစခန်းချဖို့ရှာတွေ့မှဖြစ်မယ်ဟုတ်ကဲ့ပါဦးပေါ်လူကျွန်တော်လည်းမောင်းပါမယ်ကိုပေါ့ကပြောရဆိုရင်လဲကိုတုံးဆိုင်မောင်းနေလိုက်ပြီကျွဲများကိုကျင်းနေရိုက်ကအရှင်တင်မောင်းနေလိုက်သည်လမ်းကလည်းတဖြည်းဖြည်းနဲ့ကျန်းလာသည်တော့ကလည်းညတ်တက်တက်လာသည်မင်းမင်းအလင်းအောင်ကလည်းတောရိပ်တောင်ရိပ်တွေကြားမှာတဖြည်းဖြည်းအားပြော့လာနေကိုပေါ့တို့ဟာစကားမပြောပြကြပဲရှေ့ကသာအာယုံစူးစိုက်ကြည့်ရင်ခရီးနေလာကြလေသည်တဖြည်းဖြည်းနဲ့မောင်းနေလာကြခဲ့ကြရင်ဒေါ်လန်ကတဖြည်းဖြည်းနဲ့ကျင်းတဲ့ကျင်းလာသည်ကျွဲလေးကိုဆွဲသွားသည်ကြားဆွဲသွားသည်လမ်းကြောင်းကလည်းပေါ်လိုက်ပြောက်လိုက်နေဖြည်းဖြည်းနဲ့နီးစတဲ့နီးလာသည်ကိုခံစားကြရသည်ဘဘတို့ကခရီးနဲ့လာရင်လမ်းဘေးတနေရာရောက်တွင်ပဋိကြပင်ကြီးတစ်ပင်အောင်လိုက်အတော်တန့်ကျဲဝန်းသောညီနေရာတစ်ခုကိုတွေ့ကြလေကိုပေါ့ကဥဘောလူမျက်နှာကိုလှည့်ကြည့်လိုက်သည်ဥဘောလူကကောင်းမြင်ပြလိုက်တဲ့ဖြင့်ကိုပေါ့လည်းလဲကိုရတန်လိုက်ဒေါနာဥဘောလူကလဲပေါ်မှာခုန်ခြင်းကမတိချပင်ကြီးအောက်ကိုပါရောက်ကြည့်ရှုစစ်ဆေးနေတယ်။ကိုပေါင်းနဲ့ရဲဘော်နှစ်ဦးကလည်းအဲပေါ်မှာစင်ကဘောလူနာကိုလိုက်သွားကြတယ်။ဘောလူကပေါင်းခြင်းကိုခါတော့ကြည့်ပြီးလာတယ်။ကိုပေါင်းနဲ့ရဲဘော်နှစ်ဦးကဘောလူနာရောက်တော့ဘယ်လိုဘောလူညလိုက်ရဘောလူကဘောလူပဲဒီနေရာကကျုပ်တို့စခန်းချဖို့အတွက်အဆင်ပြေတယ်ဗျာဒီနေရာလဲကျေဝန်းနေဒီပင်ကြီးပေါ်မှာနေတယ်တူရတယ်ကျွဲတွေနဲ့ပစ္စည်းတွေလိုအပ်တဲ့ပစ္စည်းတွေဒီရောက်မှထားတယ်ကျွဲတွေကိုသိချင်ရှိတယ်ပြီးရင်စခန်းချဖို့ဒီနားမှာတစ်တီဝါးတွေနဲ့မြောင်းနေရှိတယ်အဲ့တော့လင်းစင်ဆောက်ဖို့အတွက်လည်းအဆင်ပြေမမောင်ငယ်လင်းစင်ပေါ်ရောက်မှအဲကြောင့်ခင်ဗျားတို့ကျွဲတွေကိုပထမဆုံးအစာယူတိုက်ပြီးတော့ပစ္စည်းတွေလိုအပ်တဲ့ပစ္စည်းတွေဒီနားမှာစူးကြဖို့ပြင်ကြဗျာ။ညံလောက်ကြဖို့ကိုပေါ့တို့လည်းဘောလူပြောသည်ကိုနားတော့ရင်ဟုတ်ကဲ့ပါဘောကျွန်တော်တို့အမြန်လုပ်လိုက်ပါမယ်။ကိုပေါ့ကပြန်ပြောရင်ကျွဲစာတွေ့ချင်းဒီတိုင်းချင်းလုပ်မှများကိုဘောတို့ပြောရပါညံလုပ်လိုက်ကြတယ်။အဲဒီနောက်မှာတော့ဘောလူကဘောတို့ပဲပြန်လာရင်ကဲကိုလူတို့မြင်ကြဗျာခွေးစားပြီးဆိုရင်တိတိဝါတွေကိုပြင်ကြဗျာရင်းစက်ဆောက်ဖို့အတွက်လိုအပ်တဲ့ပုံစံကိုတော့ကျွန်တော်ပြောပြမယ်ပြီးရင်ခင်ဗျားတို့ပြင်စင်ဖို့အင်းဒီစားအတွက်ဒီခါကြောက်တွေအဓိကတနတ်တွေကျန်တဲ့လေးတဲ့အရာတွေပြင်ပြဖို့ဗျအဲ့ဒါလေးကိုပြင်ပြရဟုတ်ကဲ့ပါဘောလူဘောလူလည်းကျင်းများအစာကျွေးနေလို့ရပ်ပြန်တယ်။ဘယ်တော့ဒီဝါများကိုဘယ်တော့ခုတ်ပြကြလဲ။ခုနောက်ကိုပေါ့တို့ပွဲလဲဒီဝါတွေစုံနေတဲ့အခါမှာဒီကြီးအောင်သူတင်လာကြလေ။ဒီဘောလူကတော့ကမှပေပေါ်တွင်ဒီတင်ကိုဘယ်လိုစောင့်ကြည့်လဲအကြောင်းကိုပြပြတာ။ဒီကိုင်းနဲ့ဒီကိုင်းကိုဘလုံးတွေချီရမယ်ဗျာ။ဒီကနေတွေနဲ့ဒီချာခိုင်အောင်လုပ်ရမယ်ကျုပ်တို့ဘက်တက်ရင်ပြုတ်မကြနိုင်ပြုတ်ကြနိုင်အောင်လုပ်ရမယ်ဒီခွားဆုံးကအပြင်ကြီးရတော့အဆင်ပြေပါပြီဟုတ်ကဲ့ပါဘောလူချိုပါကိုဘောတို့တော့လည်းတင်းစင်ဆောက်ခြင်းလုပ်ငန်းလုပ်ရန်အတွက်အများဆန်ပြင်ဆင်ကြလိမ့်မယ်ဘောလူကလည်းလူဝဲသူများကိုကြာရင်အောင်မတစ်ပင်အောင်မနေ၍ကိုဘောတို့ရုပ်စင်ဆောက်ရန်လိုအပ်တော့လုံး
သည်များကိုဒီကညရင်ဒီတဲကိုပြီးနေတယ်ပေါ်ရေးဒီစကြောင်းကြီးပါလာတဲ့တူတွေနဲ့နေ့စဉ်ပေါ်တက်ဆင်းလို့ရအောင်ဒီလူကလည်းလုပ်ရမယ်โอเคပေါ်လည်းပြန်ပြီးခုနကပေါ်တို့လည်းဒီလိုဝင်နေချင်းနေ့စဉ်ဆောင်လုပ်ကပြန်လုပ်ပါရတယ်အဲဒီနောက်မှာတော့ပေါ်တော့ပါလာတဲ့တူတွေတေချာခံအောင်ဒီကတော့ရလောက်ကြခုနောက်နေ့စဉ်ပေါ်မှာဒီတွဲလောင်းချတာကျိုးတွေကအတက်ဆင်းလို့ရမည်အနေထားကိုလက်ကြည့်ရှုနေပြီခိုင်နေဗျတက်လို့ဆင်းလို့လည်းအဆင်ပြေတယ်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့နေ့စဉ်ပေါ်မှာနေရာယူကြရအောင်အဲ့တော့လိုအပ်တဲ့ရိတ်ခါကြောက်တွေနဲ့တည်ထားတဲ့ရေနွေးအကျန်းတွေပဲဗျပေါ်မှာကော်ဖီတောက်မှု6လိပ်စားရင်ဒီညတော့ဖြစ်တတ်တယ်တော့ဆိုရင်ပေါ်လူကတော့တက်သွားတယ်ပေါ်တူလည်းလိုအပ်တဲ့ပစ္စည်းတွေတွေကလည်းတက်တော့ကြတယ်ပေါ်၌ပေါ်သာပြလာပြီးဖြစ်ပြီးမြန်တော့တာညသာစားဖို့ပဲဖြစ်တယ်ပါလာတော့ရေကကြောင့်များနေကော်ဖီများတော့တာညညတော့ကြတယ်ကော်ဖီများတော့ကြတယ်တို့နောက်ပေါ်လူပါပဲလူတော့မရဘူးဗျစားတော့ပြီးရင်တော့တယောက်တည်းကင်းဆောင်မှရမယ်။များတို့စဉ်းစားလို့ဖြစ်တဲ့အတွက်ဒီကအများကြီးလို့ရှိတယ်။ဒီရင်ဆောင်မလဲတယောက်ကိုတလားဆောင်ရတယ်။တော့အားကြောင့်ပြောကြပါဦး။ဘောကကျွန်တော်ရင်ဆောင်တယ်ကျွန်တော်အိတ်လို့မပြော။ရတယ်လေအဲ့ဒါဆိုလည်းကိုဘောရင်ဒါသူကျုပ်တို့နာတော့ဟုတ်ကဲ့ပါ။ကျွန်တော်လည်းပြင်မလာပြီးနားကြပါတော့။ကိုဘောလည်းဘောပြီးတစ်ခွက်ကိုပြင်နာချ။ဒီအိတ်ကိုပြင်နာချတာတနက်ကိုစင်နေပေါ့ဒီ။နေ့စဉ်ဒီလာနိုင်ထိုင်ကအောင်းငယ်မှာတာနေတဲ့လာနေကိုဒီဆောက်ဘောအတူတူကဒီနေ့နမ်းမှုအကြောင်းရောက်သွားလိမ့်မယ်နမ်းမှုနဲ့သူအိမ်အောင်ကြတာကလူကများကအိမ်အောင်လက်ပွဲဖြစ်ပေးလိုက်တော့ကျွဲမကြီးမှာစီးပါလာလိမ့်မယ်ကျွဲမကြီးကပေါ့တော့ကျွဲလေးအခါလေးကိုကျွဲလေးဒီသူတို့သားလေးရှင်းပြီးဖို့အတွက်နာကဖြစ်ပြီးလူတွေရည်မှန်းချက်ဖြစ်ပြီးလူကျွဲလေးကိုဒီကြားကဆွဲသွားတဲ့ဖြင့်ပေါ့ဒီကြားကိုအလုံးပေါ်လာတယ်အဲကြောင့်လဲဆိုတော့ဒီကျွဲလေးတွေကသူတို့ရဲ့အနာပဲဖြစ်အဲကြောင့်ကိုဘောကတွေးနေနေတယ်ဒီကျွဲကိုဒီကြားကိုခုချက်ချင်းလိုက်တက်ခြင်းစိတ်ကြီးပေါ့ပြီကိုဘောရဲ့စိတ်တဲ့အတွေးနေချက်နေရင်အိတ်မောကြအိပ်ပျော်တယ်လို့ဖြစ်သွားလိမ့်မယ်ကိုပေါ့ခဏမြအိမ်ငိုက်သွားတယ်ထင်ရတယ်ကိုပေါ့အတီးလို့ပြောင်းဝင်လာခြင်းဒီတိတ်ရွက်မှုတွေကိုလေတိုက်ခတ်တဲ့အတန်းနဲ့ဒီကိုင်းကျိုးတန်းတောငှက်ကလေးတောချက်များထားပြန်တန်းစသည့်အတန်းများကြောင့်ကိုပေါ့အတီးပြောင်းဝင်လာတယ်ကိုပေါ့မျက်လုံးကိုဖွတ်တိုက်ရင်ဘေးဘီဝေးရာကိုတိကျကြည့်လိုက်တယ်ထိုချိန်တွင်အဝေးတနေရာသူတို့လာခဲ့သောလမ်းပတ်စီမှာဒီအိမ်ရောက်ဒီအောင်တက်တဲ့ဒီအောင်ပြပြကိုပေါ်တွေ့လေရတယ်။ကိုပေါ့အံ့ဩသွားပြီးနှလုံးကိုတေချာပုတ်တက်ကြည့်ဟုတ်ပြီဒီအိမ်ရှင်ဒီတဖြည်းဖြည်းနဲ့ကိုပေါ့တို့ဝင်စင်လာပြီးဒီကက်လာတယ်။ထို့နောက်အတန်လူကြားနေရသည်ဟောတန်ထို့တန်မှာနမ်းမှုကြီးအတန်နဲ့တူနေလိမ့်မယ်။တဖြည်းဖြည်းနဲ့နီးလာလေးကိုပြီးတေချာတော့လိမ့်မယ်ကိုကြီးအခုပဲမှာတော့ကိုကြီးကိုပေါ့အရန်ကိုလန့်သွားတယ်အရန်ဆိုရင်သွားပြီထို့ကြောင့်နေ့စဉ်ပေါ်နဲ့ထရက်ခါနမ်းမှုအကိုဒီမှာဟုတိုက်ရခေါ်လိုက်တန်ပြလိုက်နမ်းမှုလည်းအနာကိုရောက်လာလမ်းမကန်အရောက်ကိုကြီးကမတဲခွဲညဘက်အမောင်းပြီးတော့နှောင်းနေအခုအိမ်မှာသားလေးဖျားနေတယ်ပြန်လိုက်ခဲ့ပါတော့ဟုတ်လားဘာဖြစ်တာလဲသိပါဘူးကိုပြန်လိုက်ခဲ့ပါတော့လမ်းမှုနဲ့ကိုဆင်းခဲ့လေခဏလေးအခုဆင်းလာခဲ့မယ်လမ်းမှုအဲ့မှာစောင့်နေခုလာခဲ့မယ်ကိုပေါ့ပြောဆိုနေ့စဉ်ပေါ်မှာဆင်းရပြင်လိုက်လေကိုပေါ့ကြီးစိတ်ထဲ၌သားအတွက်စိုးရိမ်စိတ်နဲ့လမ်းမှုအတွက်ကြည်လိုက်လာတဲ့အတွက်တော်ထဲမှာပြည့်
ဆိုရင်စိတ်တွေကများလာလေသည်ထို့ကြောင့်တင်းစင်ပေါ်မှာအစင်းသားပဲဆင်းရဆုံးဖြတ်လိုက်ပြီထိုအချိန်ကိုပေါနာထဲမှာကလေးရဲ့ရန်ပေါက်ပွဲက၃ချက်တီတီကြားလိုက်ရတယ်တနတ်တန်၃ချက်တိုင်းထို့သို့အတန်ကြားလိုက်ပြီးနောက်ဝိရင်ကင်ထားသောလမ်းမှာကိုကနေပြစ်လဲသွားပြီလမ်းမှာကိုပေါက်ကြောင်းထိုချိန်တွင်လမ်းမှာတွေ့ရနေနိုင်လဲနေရင်ကိုပေါက်ကိုလည်းရက်ခေါ်ထင်နေရတယ်အခုကဲပါအောင်လမ်းမှာကဲပါအောင်ပြောရင်းဆိုရင်လမ်းမှာတွေ့ရနေတယ်ရင်ကြသွားတယ်ကိုပေါက်တွေ့နေတယ်အားတင်နေဒီလိုမှအတန်ကမထွက်ခေါ်ရလို့မရမျက်လုံးအိမ်မှာမျက်ရည်များကစီးကြလာတယ်နမ်းမှုဘူပေါ်လူဘူပေါ်တိပြောင်းလာတယ်ဘူပေါ်လူနမ်းမှုကိုပြစ်လိုက်တာမှန်ဘူပေါ်လူလူတသမခမရဘာလို့ကြုံမိမကိုတတ်တာလဲဘူပေါ်လူခမရဘာလို့ကြုံမိမကိုတတ်တာလဲကြုံမေးတာပြေပါကိုပေါပြောဆိုထားရက်လိုက်ပြီနောက်ကတန်းကြည့်လိုက်တဲ့အချိန်နမ်းမူကတွေ့ရနေမှာပဲပြီးတမ်းမရှိတော့ကိုပေါတယောက်မလုပ်ရမှမသိနမ်းမူရှိသွားရမှာလားအဲ့ချိန်မှာပဲကြံတော်ရဲဘော်နှစ်ဦးကကိုပေါမစင်းနဲ့ဝိုင်းဆွဲကြလေကိုပေါဒေါသကကြီးကျယ်ပေါက်ကွဲသွားပြီထိုလူများလက်မှရုံထွက်ဥပေါ်လူကတူးတဲလိုက်ဥပေါ်လူအများချုပ်မိမကိုဘာလို့တတ်တာလဲဘာလို့တတ်တာလဲခမရလူတတ်သမားပဲကိုပေါဆွဲနေလေဥပေါ်လူကဘာမှပြန်မပြောဥပေါ်ကိုကြည့်နေဥပေါ်တနတ်ကိုပြချလိုက်တယ်ထို့နောက်ဥပေါ်လူကလည်းခမရတို့ချုပ်မိမကိုအတန်တိနဲ့တတ်တယ်အဲ့တော့ခမရတို့လည်းကြုတ်ပြန်တတ်မှရဘာလို့လောက်တာလဲခမရတို့ရဲဘော်နှစ်ဦးမှာဟုတ်ဘူးကိုပေါ့ခမရမားလိုက်မယ်ဟုတ်တယ်ခမရတို့တိနဲ့တတ်တယ်ကျုံမိမကိုတတ်တယ်ကျုပ်ခမရတို့ပြန်တတ်မှရမယ်ကျုပ်မကြည့်နဲ့ဘူးဥပေါ်လူဘာမှပြန်မပြောဥပေါ်လူငြိမ်နေလေကိုပေါ့ကဒေါသထွက်လိမ့်ဖြစ်သည်ထို့နောက်ကိုပေါသည်ဥပေါ်လူခန္ဓာကိုဘုံနဲ့ခေါ်လိုက်ဒီစတဲ့မှာပဲဥပေါ်လူလည်းပင်ခေါ်လာတဲ့ပုံဆွဲကဥပေါ်လူလည်းပင်မိရဆွဲနေတာရဲဘော်နှစ်ဦးလည်းကိုပေါ့ဒုတိယခေါ်လိုက်တဲ့ဖြင့်တားစီချိန်မရလိုက်ပဲကြောင်ကြည့်နေတယ်လောက်ကြပါအောင်ဗျကျုပ်သေးတော့မယ်ဥပေါ်လူကလည်းပင်ညစ်ခံထားရတဲ့ဖြင့်နှလုံးများလည်းပြုကျလာလိမ့်မယ်ထို့နောက်ရဲဘော်နှစ်ဦးကကိုပေါ့ကိုနောက်မှလို့ဆွဲလေသို့တော့ကိုပေါ့ကမလွတ်ဥပေါ်လူကမဲ၍လည်းပင်ကိုညှစ်ထားလိမ့်မယ်ရဲဘော်နှစ်ဦးလည်းဆွဲယူနေတယ်ကိုပေါ့ခမရလုံးမယ်အလုံးနဲ့မှားလိုက်မဟုတ်ဘူးဒီလူတွေခမရတို့ကြုံနေမှာတတ်တာကြုံမျက်စိနဲ့မြင်တယ်ဒါတော့ခမရတို့ကဘာလို့ကြုံကိုဝိုင်းတားနေတာမဟုတ်ဘူးဗျကိုပေါ့ခမရကိုဘယ်လိုပြောလွတ်လိုက်ပါဘောလူကိုရင်လွတ်လိုက်ပါမလွတ်ဘူးဗျဒီလူကြီးကိုကြုံတတ်မှရမယ်မဟုတ်ဘူးဗျခမရလွတ်မှရမယ်ကိုပေါ့ဆိုရင်ရဲဘော်နှစ်ဦးနဲ့ကိုပေါ့ကလည်းလုံးသွင်းနေဥပေါ်လူကိုပြစ်ထားတဲ့ဥပေါ်ရဲ့လက်ကမလွတ်ဘလို့မှဖြုတ်မရရဲဘော်နှစ်ဦးလည်းဝိုင်းဆွဲရင်းနဲ့မလုပ်ရမှမသိဖြစ်နေလိမ့်မယ်အဲဒီနောက်မှာတော့ကျန်တဲ့ရဲဘော်တွေကကဲဒါဆိုရင်တော့ဒီပြောဆိုလို့ကိုပေါ့ကြီးလေကုတ်ကိုလဝဆောင်နဲ့ခုတ်ချလိုက်တယ်ထိုကကိုပေါ့လည်းအင်္ဂနဲ့ဦးပေါ်ဖွေကြသွားသည်ထိုကမှဥပေါ်လူလည်းအသက်ဝဝရှူနိုင်လေတော့သည်ကျေးဇူးပါပဲမောင်ရင်တို့ရာကိုပေါ့ကိုတေးချနေရာချထားလိုက်ပါသူတတိပြန်ရမှကျုပ်တို့လည်းရှင်းပြကြတာပေါ့ဟုပြောကကိုပေါ့ကိုကျုပ်တုပ်၍တိတ်ထားလိုက်လေသည်ထို့နောက်ဥပေါ်လူလိုလည်းလ
လင့်စဉ်အောက်သို့စစ်ဆေးရန်ကြည့်ရှုရန်ဆင်းသွားကြလေသည်